လောကမှာဘုန်းကြီးတို့တွေမွေးဖွားလာတယ်မွေးဖွားလာတဲ့နေ့ကိုမွေးနေ့တွေလောက်ကြတယ်မွေးနေ့တွေလောက်တာတကယ်တော့မွေးနေ့ဆိုတာဟာပျော်ဖို့ရွှင်ဖို့မဟုတ်ဘဲနဲ့တန်ဝေကယူဖို့သာဖြစ်တယ်မွေးလာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေမျိုးစုံတွေ့ခံရတယ်မွေးဖွားခြင်းဟာလက်တယ်ပဲသူ့ကြောင့်ဆင်းရဲဒုက္ခတွေအလုံးကြုံတွေ့ရတယ်သို့တော်လောကလူတွေကမွေးလာတာကိုပဲ Happy Birthday ဆိုပြီးတော့ဝိုင်းဆိုးနေကြသေးတယ်နော်တကယ်ကြည့်မယ်ဆိုရင်တော့ Happy ကနည်းနည်း Unhappy တွေကများပါတယ်ဘဝကြီးတစ်ခုလုံးဟာ Unhappy နဲ့ပဲကြုံတွေ့နေကြတယ်မဲတင်ပြီးတော့ဒါ Happy Birthday ဆိုနေရတော့လေလူကတဖြည်းဖြည်းအိုးဒုက္ခတွေရောက်ဖို့ပဲရှိတယ်ပေါ့ဇာတိဆိုတဲ့ဒုက္ခဟာဒုက္ခအလုံးကိုလက်ရခေါ်ထားတဲ့